စမြူရှင်မင်းတရားကြီးရဲ့အမိန့်တော်အရတဝဲချောင်းကလူသူလဲနဲ့ဆူဆောင်ရင်းကချီတက်လာခဲ့ကြတဲ့စစ်သူကြီးမဟာနွယ်ထားတဲ့တပ်မကြီးကယူရီးယားနဲ့ရက်ပြီးမြို့နီကိုရောက်ရှိလာတယ်။မူလကတပ်ပေါင်း30မှာထိုင်စင်တရားမြင်းနှထောင်စစ်သည်2000ကျော်ပါဝင်တဲ့ဒေါင်းလန်ကမြမတပ်မတော်ကြီးကမုဒ္ဓမတနင်္သာရီတဝဲဒေသတွေကနေစင်ရများစွာစူးစီးနိုင်ခဲ့ကြတဲ့အတွက်အခုကတပ်ပေါင်း90တိရှိလာခဲ့ပြီ။ဒါကိုရပြီးမြို့စားမသိသေးမူလအင်အားကိုသာသတင်းရရှိထားခဲ့တဲ့အတွက်အာယုဒ္ဓယပြည်ရှင်မင်းတရားကြီးအမိန့်တော်ထုတ်ပြန်ထားတဲ့အတိုင်းမြို့ပြကျုံမြောင်စင်မြင့်ကလုတ်စူးညောင်ရန်တာပြင်ဆင်ပြီးခန္ဓာအောင်ခံမဲလို့အများသက်များစွာမြို့ထိပ်တင်လျက်စောင့်နေကြတယ်။သူတို့ကမြန်မာတို့ရဲ့စစ်ချီပုံပြင်ဆင်ပုံတိုက်ခိုက်ပုံနီးပြူဟာစတာတွေကိုလည်းလေ့လာထားခဲ့ကြတယ်။မြန်မာတပ်တွေကတိုင်မဲ့မြို့ကိုရောက်တော့တက်ချရန်နေကြမယ်။မြို့ကိုပိတ်ဆို့ဝန်းရံထားပြီးလှုပ်ချန်လာလိမ့်မယ်။မရရင်မြို့တက်ချင်းစားတဲ့နီးတွေကိုအသုံးတက်ကြတယ်။သူတို့ဘက်ကလည်းအာယုဒ္ဓယနေပြည်တော်ကဆေလွတ်လိုက်တဲ့တက်ကူတွေတပန်းပုံမျိုးစားမင်းနဲ့ပြောဆိုဂရိထားခဲ့ကြတဲ့အတိုင်းပြင်ပကရောက်လာမဲ့မာမိတ်တက်တွေရှိနေတော့စိုးရင်ချင်းမဖြစ်။ရွရွချွန်ချွန်တိုက်တဲ့မြန်မာတွေကိုဖိဖိစီစီကွညံရင်ကဟန်တာထားနိုင်လိမ့်မယ်လို့ယုံကြည်နေကြစေမြန်မာတပ်ကအင်အားအထူးများပြားလာတဲ့အလျောက်ရဘီတဖန်းပုံနောင်တပူရီဖျားသုံးစုစားတဲ့မျိုးတွေကိုအလွယ်နဲ့သိမ်းနိုင်မယ်လို့ယုံကြည်ထားကြတယ်။တစ်ဘက်ကဇင်းမဲ့လင်းစင်းချောင်းချီလာတဲ့စစ်သူကြီးညီမျိုးတရားပတိတက်တော်တွေနဲ့ပေါင်းစုံပြီးမှသာယူရီးယားမျိုးတွေကိုကက်ကက်ကက်လှုပ်ချန်ရနိုင်တယ်လို့အထင်ရောက်နေကြတယ်။ဒါကြောင့်အခုရှိမှရှိတဲ့မျိုးကလေးကတက်ခိုင်လုံနာကိုအကြောင်းပြုလို့အညံ့မခံမင်းနဲ့စစ်ပြင်ဆောင်စားနေတာကိုမြင်ကြတော့ဘုံမှုမဟာနွယ်ထားတာမှအံအားသိဒေါသဖြစ်မိရတယ်။ရဘီမျိုးစားကငါတို့ကိုမကြုံမထောက်ဘူးလေလား။ဒဲတော်နာနာကြီးစွာရှားပေဦးမယ်။ယခုမျိုးရောက်ချီးစီရဘီမျိုးစားလည်းမျိုးကိုမကတ်နိုင်အောင်မျိုးပြင်ကထွက်ကြူစောင့်နေမယ်လို့တက်တီပြင်ထားခဲ့တော့တကယ်တမ်းမြန်မာတပ်မကြီးရောက်လာတဲ့အခါမှာတော့ထင်ထားတာနဲ့မတူလူသူတက်အတက်အထွေထွေရှိနေကြောင်းမြင်ရတဲ့အတွက်မထွက်ဝင်တော့ပဲနဲ့တက်တွင်းကသာခံဖို့စီမံရတော့တယ်ဟေးတပန်းပုံကအခုပဲတက်ကူတွေလှုပ်ပေးပါလို့အကြောင်းကြားကြကြီးအင်းဝါတက်တီအင်အားမနေဘူးမျိုးစားလောက်သာခြံခဲ့ပြီးတော့မှကူရမှရေးလာမယ်လို့သေချာလျှောက်ခဲ့သွားမျိုးရိုးဘော်ကအမြောက်ကြီးတွေကိုမြင်ရတဲ့ကမာနွယ်တာကတက်တီအားလုံးကိုမိတ်ပေးလိုက်ပြီးဒီမျိုးလေးကိုမတက်မနာချက်ချင်းတက်ချက်ချင်းတိုက်တတက်မှတက်မချမဆိုင်ကြစီနဲ့မြန်မာတို့ကဗမောင်းတီးလို့စစ်ကြင်ကြခြင်းမပြုတော့ဘဲနဲ့အော်ဟစ်ကြွေးကြော်ပြီးအပြေးတက်သွားကြတယ်ဇွန်းညောင်ကလေးတို့ကိုနှုတ်ပြချပြီးစင်ရောမြင်ပါတင်းတက်လာတယ်မျိုးကိုလီကားထောင်ပြီးတက်လိုက်ကြတာကနိုင်ရတလျှောက်ပြည့်နေသွားတယ်အမြောက်တန်တုံးတနက်တန်တပြောင်းပြောင်းချားမှာပဲလှုပ်လို့ရွာတက်လာကြသူတွေမျိုးဘုံကိုရောက်လာကြပြီးထိုးခုတ်နေကြပါပြီတကားတွေကိုစင်မြေတင်းဖွင့်ကြတယ်ပွင့်တဲ့တကားကမြင်းတီတွေကချက်ချင်းဝင်လာကြပြီးတောနဲ့ထိုးပေါက်သွားကြတော့တက္ကနာအတွင်းမှာရဘီမျိုးကဖြူဖြူဖြစ်သွားရပါတယ်အချိန်များစွာမကြလိုက်ပဲနဲ့ရဘီမျိုးစားလက်နဲ့ချလိုက်ပါတော့တယ်မကြလို့လည်းမျိုးကစီးစီးညံ့ကြည်သွားနိုင်ပြီမြန်မာတို့အင်အားများလွန်လာတဲ့အတွက်ဘလို့မှမခံနိုင်မှန်းတိုက်မိကြချိန်မှာနားလည်ခဲ့ပြီးဖြစ်ပါတယ်မြို့ကိုရတာနဲ့မာနွယ်တာကလက်နဲ့သုံးပန်းနေသိမ်းစီပြီးဒူးထောင်နေတဲ့မျိုးစားမင်းရှိမှဘူရီကိုခေါ်လို့ဟေးနေမျိုးကုန်တဲ့တပန်းမဘက်ကတက်ကူတွေလာမယ်ကြားတယ်မင်းလူသုံးတော်မြင်းနေရနဲ့သွားကြိုစောင့်နေလက်ရသိတိကျော်ကဒီလူတွေကိုသစ္စာရေးတိုက်ဖို့ပြင်ထားလိုက်မျိုးစားမုန်းနဲ့စီမံကုတ်ခဲ့ဖို့အတွက်စတုခါမဏိကမင်းကြီးစီရသူနဲ့တာဝန်ယူသမင်းကျော်ကမောင်မင်းကလက်ရဘလူးကိုရှာပြီးငါးစီလွတ်လိုက်ရန်ကုန်တီကျော်ထင်ကမြို့ထဲမှာရိခါရှာဖွေစူးစောင်းချန်တဲ့ဘူရီတက်တော်တွေပြန်လဲစူးစီးထားပြီးတော့မှစေဝကုသအားသိလောင်ထားဘူရီကလူစုခွဲသွားကြတယ်သူတို့ထဲကတပန်းပုံကလာတဲ့ရန်သူတက်တွေကိုစီးကြိုတက်ခမ်းမဲ့ဘူမင်းနေမြို့ဂုံတဲ့တက်ကမြို့နှမျိုးအကြားမှာရှိတဲ့မြေပြင်သားစီးရမယ့်နေရာမှာတက်ချလို့ဘုံကွယ်ဆောင်ဆိုင်နေကြတယ်ဒါပေမဲ့ရဘီမျိုးစားပြောသလိုတပန်းပုံကတက်ကြီးချီမလာပဲနဲ့ဘူနန်ဦးနဲ့လူ900လောက်မြင်း300လောက်သာသူတို့ရှိရဘက်ကိုလမ်းတိုင်းချီလာကြတာကိုတွေ့ရတယ်လမ်းကကျင်ဝန်းတဲ့အတွက်မြင်းတွေကခြေချင်းတက်တီရှိမှ100ကျော်ဘီးနဲ့နောက်က200လောက်လိုက်ပါလာကြတယ်နေမျိုးဂုံရက်လည်းထွက်မတိုက်ပဲနောက်တက်ပါမပါစုံစမ်းကြည့်ပါလေမမြင်ရကြောင်းမြင်းတီကလျှောက်လာတော့တက်တီအလုံးကိုထွက်တိုက်တယ်ရုတ်တရက်ဘေးနှစ်ဖက်မှာမြန်မာတက်တီထွက်ပေါ်လာပြီးတော့မှအလင်းငယ်ဝင်စည်းကြမှတပတ်မုတ်တက်တို့ကအောင်အောင်စွာနဲ့စစ်ပြင်လိုက်ကြရတယ်ရှေ့ကလွန်သွားတဲ့မြင်းတရားတို့တိုက်ဖို့လှည့်ပြေးလာကြပြီမဲ့နေမျိုးဂုံရက်ရဲ့တန်တသမားအားလုံးကစီးစိုးပြစ်နေကြတာကြောင့်မြင်း20လောက်လဲတဲ့အခါဖြူပြင်းနဲ့မချင်းဝင်ဘူးရှမ်းတို့လူနဲလို့ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခြင်းခံကြရပြီးနောက်မြင်းတရားစုံနဲ့လူနှင်းငယ်သာထွက်ပြေးလွတ်မြောက်သွားတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသမင်ကျော်ကောင်နဲ့တက်တက်လေးရောက်လာတယ်တပန်းမုံတက်ကြီးနဲ့တိုက်ပွဲဖြစ်ပွားတဲ့ထင်လို့ကူရန်လာခြင်းဖြစ်ပါတယ်နေမျိုးကုံတို့ကဒီကောင်တွေကိုဟန်တာဝရီကနေရတနာပူရာအထိပို့လိုက်ရမလားလို့မေးတော့သမင်ကျော်ကောင်ကသူတို့ကိုပို့ဖို့ကခီးလဲဝေးတယ်ဝန်လဲလီးတယ်ရန်သူကရန်သူပဲကျောတို့ကိုအာမခံဝအောင်အကုန်လုံးကိုကွတ်ပြီးတပန်းမုံကိုခေါင်းနဲ့ပြန်ပို့ပေးလိုက်ဖမ်းဆီးခံရသူတွေမှာဗမာစကားမွန်စကားအထိုက်လျောက်နားလေတက်ကျွမ်းသူတွေပါတော့သူတို့ပြောစကားကိုကြားသိနားလည်နေကြတယ်ခေါင်းဆောင်ဘုံတို့ဥကတင်းကြီးစွာနဲ့ခေါင်းကိုနေကြပြီမဲ့တချို့တပ်သားတွေမျက်နှာတွေကကြောက်လန့်မှုကြောင့်သွေးဆုံနေကြတာကအထင်ရှားအရန်လုံးလိုက်လို့မဖြစ်ဘူးရောင်းရင်ဘုံမူကြီးအမိန့်ကိုစောင့်မှတော့မယ်အနောက်မှာလက်ရဘလူးလိုက်လာလိမ့်မယ်လက်ရဘလူးရဲ့အဆုံးဖြတ်ဆိုရင်တော့ဘုံမူချုပ်မဟာနွယ်ထားသဘောတူမှမှန်သိရှိထားတဲ့နေမျိုးဂုံတွေကသုံးပန်းတွေကိုမကွတ်သေးဘဲနဲ့စောင့်ဖို့အဆုံးဖြတ်လိုက်ပြီးဒါဆိုရင်သူပါပြောမလဲစောင့်ကြတာပါအားလုံးကိုတန်းစီပြီးမြေပေါ်မောက်နေကြပါစီဟိုဘုံနေရောက်ကိုတော့ထားလိုက်ကျောတို့ကတပန်းမုတ်တက်တီထက်ရောက်လာနေမယ့်အရေးကိုပြင်ဆင်ထားကြစို့သမင်းကျော်ကောင်ကိုလောဆော်လိုက်တယ်သွေးတောက်ကြည့်နေလက်ရဘလူးဆိုကျုပ်ထက်ပိုဆိုးလိမ့်မယ်ဘာအတွက်ထားနေကြတယ်လဲဆိုပြီးရောက်ချင်းဘ
ဘူနှစ်ယောက်ကိုဓာတ်ထုတ်ကွက်လိုက်မယ်နေမျိုးကုံတို့ရဲ့ပြုံးလေးခေါင်းကြီးပြလိုက်တယ်တမှုသည်ဖြစ်တဲ့လက်ရဘလူးရဲ့စိတ်ခက်တန်ကြမ်းတမ်းမှုကိုသူတို့အားလုံးအသိရဲဆက်ရမှနာမည်ကျော်သူဖြစ်ပြီးမြန်မာချင်းတော်မှမညာတာတဲ့သူပါလောလောလတ်လတ်တိုက်ပွဲမှာရဘီမြူစာရဲ့ကိုရံတော်တစ်ချိတ်ကျော်ကိုစိုင်မော်တက်ပြီးတယောက်မှချန်တက်ပြစ်တာကြောင့်မင်းကြီးစီရသူကတားလို့တက်တော်ရဲ့အနောက်ကိုပြန်ပို့လိုက်ရသူအခုတပတ်မုံတိုက်ပွဲအတွက်သူလိုက်လာပြီးလက်ရဘလူးကရန်သူနဲ့ပတ်ပင်းမှာတွေ့ကြရင်အားထားရတာကတော့အမှန်သူတို့စစ်ပြင်းမိကြချိန်မှာတော့လှန်ကိုင်မြင်းတက်ရောက်လာကြတယ်ရောက်ချင်းလန်ကိုမြေပေါ်ပြစ်ဆိုင်ပြီးလက်ရဘလူးကမြင်းပေါ်ကဆင်းလာလို့ဒါဘသူတွေလည်းခင်းတော့တက်လာများလာကြီးလားလို့မေးတယ်နေမျိုးကောင်တို့ကခင်းတော့တက်တော့မဟုတ်ဘူးကျုပ်တို့ကိုရှော့တက်ပြီးတပတ်မုံကအကူပို့လိုက်ပုံရတယ်သေချာစစ်မေးရအောင်မယ်လက်ရဘလူးကဘုံတော်ဦးစီကိုရှောက်သွားလို့တဦးရဲ့ပါလေကွင်းနဲ့မြင်းတို့အင်းကြီးကိုရောတော်ဆုပ်ကိုင်းဆွဲမလိုက်ပြီးမင်းတို့ဘာလို့အင်အားတလောက်ပဲလာကြတယ်လဲဘာအကြံစီရှိတယ်လဲထူထောင်နေရတဲ့ဘူကမဖြီးသူ့နောက်ကမှောက်နေသူတူကမော့ကြည့်ပြီးဖြီးတယ်ဘုံမင်းကမြန်မာစကားမတတ်ဘူးကျုပ်ဖြီးမယ်အဲဒီနောက်ရှမ်းလို့ပြောတယ်လက်ရဘလူးလက်ထဲကဘူကလည်းရှမ်းလို့ပြန်ပြောနေတယ်ပြောလိုက်စမ်းငါမေးတာမပြင်းလေချောင်းလေးကိုဓာတ်ထိုးထည့်လိုက်မယ်လို့လက်ရဘလူးကဓာတ်ကိုဆွဲထုတ်လိုက်တယ်နားလဲသွားတဲ့အခါယူရီးယားဘူကမဲပြုံးပြုံးနေသူကမပြေဘဲနဲ့ဖေးမှာထူထောင်နေတဲ့ဘူကဝင်ပြောတယ်သူကမတတ်ပါနဲ့သိချင်တာမှန်သမျှကျုပ်ဖြီးပါမယ်လက်ရဘလူးကဆွဲထားတဲ့လူကိုလွတ်လိုက်တယ်မင်းမြန်သိရှိရတာကတပန်းမုံမျိုးကလည်းမြန်မာတို့ကိုခံတိုက်ဖို့ပြင်ဆင်ထားပြီးမြို့စားကိုလိုတိုင်းတက်တီနဲ့မြို့ပြင်ကထွက်လို့စောင့်နေတယ်ဆိုတယ်အခုလာသူတွေကရဘီမြို့ကိုကူဖို့ဖြစ်ပြီးတော့မှမြန်မာတို့အင်အားများတာကိုမသိခဲ့ရကြောင်းမြို့စားမင်းကစစ်ကူတောင်းလာတဲ့မြင်းတီရဲ့စကားကိုလည်းပေါ်ပေါ်သားသဘောထားခဲ့ကြောင်းသိရတယ်ငါတို့ကိုအထင်သေးနေတာပဲတက်မှုသူတို့ခေါင်းတွေဖြတ်ပြီးပို့လို့လိုက်ရင်တော့ကြောက်သွားမှာပါဒီလူတွေအားလုံးကိုအင်ဝါဒီပို့ဖို့ဆိုတာကမဖြစ်နိုင်ဘူးလက်ရဘလူးကလန်ကိုဆွဲလို့လိုက်ပြီးဟုတ်တယ်တကူးတကပြန်ပို့နေလို့မရဘူးနေမျိုးကုံတွေကတော့အကောက်ခံရတော့မဲ့သုံးပန်းတွေကိုသနာရန်ကြည့်နေတယ်ယူရီးယားဘုံနှစ်ယောက်ကမျက်နှာတွေကိုမော့ကြည့်လိုက်ကြတယ်ဒီလူဒီမျိုးငယ်တွေများကိုလည်းငါတို့အမှုထားနေစရာမလိုပါဘူးလန်ကိုလှည့်ပြီးကြောမှာကပ်ရင်ကအားလုံးထားကြလို့အမိတ်ပေးလိုက်သူတို့ကိုကြိုးတွေဖြီးပြီးတော့မှမြင်းတွေပြန်ပေးလိုက်ဟေးရှမ်းနေမင်းတို့မျိုးစားကိုသတင်းစကားပါရစံငါတို့လူရင်ရကမင်းတို့တဲ့ဆယ်စားမကသားတယ်ရဘီလိုပဲတပန်းမုံကိုလည်းတခဏအတွင်းအရာယူနိုင်စွမ်းရှိတယ်အညမကန်ရဲ့မျိုးလုံးမိတက်ပြစ်မယ်လို့ထွက်ကြိုနေတယ်ဆိုတဲ့မျိုးစားမင်းကိုပြောလိုက်ကြအချင်းတွေကရုတ်တရက်ပြောင်းလဲသွားတယ်ယူရီးယားတို့ထားရလိုက်ကြတယ်သူတို့ကိုမတတ်ရုံမကဖမ်းအောင်မှခေါ်မသွားဘဲနဲ့ပြန်လွှတ်လိုက်တဲ့အတွက်မျိုးနိုင်ရန်ရှိနေတယ်ဒါပေမဲ့လက်ရဘလူးကမြန်မာတက်တွေအားလုံးရဘီကိုပြန်ကြမယ်လို့ပြောနေပြီစစ်ပြင်ထားတဲ့နေမျိုးကုံတွေကကြောင်တော်ဖြစ်နေတယ်တွေးတော့အဲ့လိုလုပ်လို့ဖြစ်ပါမလားဗျဘာဖြစ်လို့လဲသမီးကျော်ကမင်းကဒီလူလောက်ကိုရင်ဆိုင်မှာကြောက်နေတာလားမဟုတ်ပါဘူးတွေးတော့လည်းအတိသားပဲဖမ်းမိပြီးသားရန်သူကိုပြန်လို့ရုံထုံးစံမှာမရှိတာငါသေးလို့ဟင်းစားမဖြစ်လှော့ရတယ်တွေးတော့ပြန်လွှတ်လိုက်ရင်ကျိုးတို့တိုက်ရပူခတ်မှာပေါ့မင်းကလည်းကွာလှုပ်ပေးလိုက်တာလည်းကောင်းပါလေဒီကောင်တွေငါတို့နဲ့အဖက်မတန်ပါဘူးဟာထားလိုက်လာတော့မယ်တက်တွေသိမ်းရအောင်ဒီမျိုးကုံတွေကမျက်ရည်ပြပြီးသမီးကျော်ကောင်ကိုဆွဲခေါ်သွားတယ်လက်ရဘလူးလဲတပန်းမုံတသားတွေလက်ကြီးနဲ့တရွေ့ထွက်သွားကြဘက်ကိုလိုက်ကြည့်နေတယ်သူတသားတယောက်ကအနောက်ကနေတီတိုကပ်ပြောတယ်တကယ်တော့လွှတ်မပေးလိုက်သင့်ဘူးသစ္စာပေးပြီးတော့မှအမှုတန်းလိုက်ပါခိုင်းလိုက်ရမှာတပန်းမုံကြမှာပေါ့နောက်နေ့ကြာတဲ့အခါမှာတော့မြန်မာတပ်မတော်ကြီးချီတက်လာနေပြီဆိုတဲ့သတင်းကြောင့်တပန်းမုံမျိုးစားနဲ့တက်သုံးတက်မြို့ပြင်ထွက်ပြီးစောင့်နေကြတယ်မျိုးပေါ်မှာတနက်သားများစွာကလည်းပကုံးချင်းတီးတလောက်စီထန်းထားကြတယ်မြန်မာတပ်ရဲ့ခြေဆုံးကရောက်လာကြသူတွေကလက်ရဘလူးနဲ့မြင်းထောင်တက်ကြီးတက်ဖြစ်ပါတယ်ခြေဆုံးကမြင်းတီကိုမြင်တာနဲ့မျိုးစားမင်းရဲ့လက်ဝဲဘက်ကတနက်ဘူကမျက်နှာမူရပြောင်းသွားတယ်မျိုးစားမင်းကတော့တနက်တကမ်းမရောက်မီအမိန်ပေးတယ်ခြေဆုံးကဘိုးရီအစုကိုချိန်ပြီးပြစ်ကြလို့တနက်ဆွဲတရေတွေကိုပြောလိုက်စမ်းထမ်းစင်မေဘီအော်ဟေးတန်ကထွက်မလားမျိုးစားမင်းကိုပြန်ပြီးရှောက်တင်တန်သာခဏကြာမှထွက်ပေါ်လာတယ်ကျွန်တော်မျိုးအမိန်မပေးနိုင်ကြောင်းပါဘာကွာဘာဖြစ်လို့လဲအဲ့ဒီဘိုးကကျွန်တော်ရဲ့အသက်တခင်ဖြစ်နေလို့ပါဗျာကျွန်တော်မျိုးတို့ကိုပြန်လုပ်ပေးလိုက်တာခြေဆုံးကမြင်မှုပါတပန်းမောင်မျိုးစားကြီးကအံ့အားသင့်နေရကဒေါသသင်ရပြောင်းလဲလာပြီးငါကမင်းရဲ့ထမင်းရှင်ဂျေဇုရှင်အရှင်သခင်ကငါခိုင်းတာခုလို့စမ်းပြောဆူဆူနဲ့တန်လျက်တရားဆွဲထုတ်လိုက်ပြီးမဲ့တနက်ဘူကလေးကတော့ခေါင်းကွန်သွားလို့ကျွန်တော်မျိုးမလုပ်ပြရစီနဲ့ဗျာမျိုးစားမင်းကဒေါသတကြီးဘူကလေးရဲ့ရင်ဝါကိုဓာတ်နဲ့တိထောက်ပြီးအော်တယ်လက်ရဘလူးကဂျုံနေကြသူတွေရဲ့အလယ်မှာရိုးရရရှိနေကြောင်းမြင်ရပြီးမြင်းကိုစကြိုးဆွဲလိုက်လို့လက်ထောင်ပြထားလိုက်တယ်တနက်တကမ်းမှာမြင်းနေရဲတဲ့သွားကြပြီးရှေ့ကထူးကြတဲ့အချိန်တွေကိုကြည့်နေကြတယ်ဒီပြမကိုက်ဆောင်းထားသူကသူ့လက်ဝဲဘက်ကဘူတယောက်ကိုတန်လျက်နဲ့ထိုးဆိုင်ပြလိုက်တယ်အဲဒီနောက်လက်ရဘက်မှာရှိတဲ့မြင်းရှိအင်ကြီးဖဖနဲ့ဥပေါတို့ဆောင်းထားသူကိုလှည့်ပြီးပြောနေတယ်သူကလည်းခေါင်းရင်းပြလိုက်တဲ့အခါမျိုးစားမင်းလို့ယူဆသူကအရှူးရှက်ရှာနဲ့အော်ဟစ်နေပြီးအလကားပဲလက်ရုံးပြအားထားခဲ့လေလက်ကားပဲညီတော်လဲသုံးမချအရေးချောင်းဆိုရင်အာမကိုရဘူးအဲ့ဒီနေကလေးကမင်းတို့သေခဲ့ရမှာကွာမျိုးစားမင်းညီတော်ကခေါင်းကုန်ထားကမော့လို့အကူပြစ်သူကိုစိုက်ကြည့်နေတာကတော်တော်ကြာတယ်ရန်သူမြဲတက်ကလည်းရှီတိုးမလာပဲနဲ့တဒန်းနဲ့ရက်နေကြတယ်သူတို့နောက်မှာတော့မိုးတိမ်မင်းများလို့စင်မြင်းဘူကြီးတွေကတလေးလေးတီးတက်လာနေစေနောက်ဆုံးမှာတပန်းမုံမျိုးစားကြီးကအာမတန်လို့မှန်လျှော့လိုက်ရတယ်မဆုံးနိုင်သေးတဲ့တက်တွေကိုမြင်ုံနဲ့ခုခံလို့မရနိုင်တော့တာကြောင့်သဘောပေါက်သွားပြီးတဲ့နောက်လက်နဲ့ချလိုက်ရတယ်ရခင်လေးကသူဆွဲမခဲ့သူကမြို့စားမြင့်ညီတော်ပြစ်ချောင်းအခုမှလက်ရဘလူးသိရတယ်ညီတော်ဒီမှာဆိုလို့မေးသမျှဖြေပေးခဲ့သူတနက်ဘူကလေးကတော့မြန်မာတပ်နဲ့ရင်ဆိုင်မှာတိတ်ဆုံးရတဲ့တူဦးလေးတော်သူဖြစ်ခဲ့ရပြီတ
သစ္စာပေးပြီးတဲ့အခါမြို့စားရဲ့ညီတော်ကလက်ဆောင်ပစိုး2အုပ်နဲ့အတူ6စီတမြောင်တစ်လက်လက်ရဘလူးစီကိုပို့ဆက်လာတယ်အဲ့ဒီတမြောင်ကတနက်ဘူးကိုသူချင်းမြင်ခဲ့တဲ့တမြောင်ဖြစ်တယ်လို့ဆိုပါတယ်လက်ရဘလူးကလည်းမြို့စားရဲ့ညီတော်စီကိုစကားပြန်လိုက်တယ်နောက်တစ်ချိန်ကျွန်ုပ်အသက်ဘေးကလွတ်ကင်းခဲ့ရင်လေဂျေဇုရှင်ကိုဤကြောက်စီချာပြန်ပြေးဆက်ခဲ့ပါမည်တဲ့မြန်မာတို့ကအယုဒ္ဓယမြို့တော်ကိုဝင်ရမိတဲ့အခါအနောက်ဘက်မှာရှိတဲ့မဟာနွယ်ထာတတ်တို့မြို့ရင်းကထွက်တိုက်လာတဲ့ယူရီးယားမက်ဖြာတန်ကတပန်းပုံမျိုးစားကိုစင်ကို20တနက်900နဲ့မြန်မာဘက်ကကူတိုက်နေတာကိုမြင်တော့သစ္စာပေါက်နင်းကိုသာငါတက်လို့သည်ဆိုပြီးဝိုင်းဝန်းဖိတိုက်ကြတဲ့အတွက်အဲ့ဒီတိုင်ပွဲမှာမျိုးစားညီကိုချဆုံးခဲ့ရပါတယ်